မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့မနေ့ကနော်ကျွန်တော်ရဲ့ဒီ River Municipal Utility Company အနေနဲ့လေဟိုဒီ meter box ပေါ့နော် meter box ကို EV meter box ကိုလာတက်ပေးသွားပါတယ် River Municipal Utility ပါဒီတက်မဒါတော့ဒါအင်း electric ပေါ့ဒါတော့တိတက် EV အတွက်ပေါ့နော် level 2 charging အတွက်တည်တံ့ထည့်ထားရပါတယ်ဒီနေ့အခုတော့ကျွန်တော်ကဒီ Tesla ရဲ့ level 2 home charging device ကိုကျွန်တော်ဖုန်းနဲ့ချိတ်ဆက်ပြီးမှဒီ Wi-Fi ကိုပေါ့နော်ဒီက Wi-Fi internet ကိုချိတ်မှာဖြစ်ပါတယ်အဲ့ဒါ Hello မစတို့ရေဒီနေ့အခုကျွန်တော်ပြမယ့်ဟာကတော့ဒီမှာပေါ့နော် Tesla level 2 EV charging device ကိုကျွန်တော် Tesla phone app ကနေမှာပေါ့နော် phone app နဲ့ဒီပြန် set up လုပ်မှာပေါ့နော် configuration လုပ်မယ်ဒီကောင်ကိုဒီ device ကိုအင်္ဂါ home Wi-Fi internet နဲ့ချိန်မယ်ပေါ့နော်အဲ့ဒါကျွန်တော် block သူ live real time နဲ့မြင်အောင်ပေါ့သူရဲ့ဒီဟာ work လုပ်တယ်ပေါ့နော်ဒီ electric ဘယ်လောက်ဒီ water လောက်တလဲနော်ဘယ်လောက်ဒီကုန်လဲဆိုကျွန်တော် app ကနေ real time ကြည့်ရမှာဖြစ်ပါတယ်ဒါပြီးတော့ control လုပ်လို့ရပါ control လုပ်လို့ရပါတယ် okay so ဒီမှာဘာတွေ့ရမလဲဆိုရင်သူ instruction မှာ connect to wall connector ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာပေါ့နော်ဒီပေါ့နော်ဒါလေးပေါ့နော်ဒီပါလာတဲ့ Tesla ဒီပါလာတဲ့ပေါ့နော်ဒီ QR code ပေါ့အဲ့ဒါ scan ဖမ်းလိုက်တဲ့အခါမှာကျွန်တော်ဒီဟာကိုရောက်လာတာပေါ့နော် so သူ instruction တိုင်းမှာပြောလိုက်တော့ press the handle တဲ့ handle ကဒါပေါ့ဗျာ handle ပေါ့ဒါကျွန်တော်ဒါဆွဲပြလိုက်မယ်ဗျာဒါ handle ပေါ့နော် so သူဘာပြောလဲဆိုရင်ဒီ handle ဒီ clock ပေါ့ဒီ clock ကိုဖိထားပေးပါတော့5စက္ကန့်လောက်ပေါ့နော် 5 seconds until the green light on the wall connector ဒီမှာပေါ့နော် until green light on the pass and the tap connect okay ဆိုတော့ပြောချင်တာကသူဒီပေါ့နော် handle လေးပေါ့နော်ဒီ charging ခေါင်းလေးကိုပေါ့နော်5စက္ကန့်ဖိထားလိုက်ဒီမှာ green light မြောင်းပြီးပေါ်လာတော့ကဲစမ်းကြည့်အောင် 1 2 3 4 5အော်မှန်ပါတယ်ခင်ဗျာဒီမှာ5 second ပေါ်လာပါပြီခင်ဗျာဟုတ်ပြီနော်ဒီမှာကျွန်တော်5 second ဒီမှာနေလိုက်တဲ့ခါဒီမှာမပြောမလဲ green light ပေါ်လာပါတယ်ခင်ဗျာကဲပြန်လုပ်မယ်နော်ကိုသူပြန်ကြောက်သွားဆိုပြန်လုပ်မယ်โอเคဒီမှာဟုတ်ပြီတော့ဒီရနေပြီအဲ့ကိုပြန်သွားရအောင်နော်အဲ့ကိုပြန်တော့ connect join yes sir join me connecting ဖြစ်နေပါပြီ connecting လုပ်နေပါတယ် okay ကျွန်တော် Wi-Fi ရှိတယ်ကျွန်တော်လောက်လုပ်ပါမယ် update software update လုပ်နေပါတယ်ခင်ဗျာ updating the new firmware okay ဒီခါရတော့သူ software update လုပ်ဖို့သူစီစဉ်နေပါပြီဒီနေ့ကြာမယ် restarting လုပ်ရပါချေ reboot ပြန်လုပ်နေဒီ software နော်Your wall connector's light will flash once the update is complete. Oh, okay. ကိုလောစားတဲ့ပေါ်ပြန်ပိတ်သွားတယ်လား။အော်ပြန်ပိတ်သွားပါပြီ။အော်ပိတ်သွားပြီ။ rebooting လုပ်နေပါလေ။ Okay ပြန်တက်လာပါပြီဒီဟိုတော့
Okay, join ဖို့ပြောပါပြီ join မယ်နော် join မယ် So update complete, that's good. Oh, cool. So select your wall connector circuit breaker 60 and wow, detect 60 ampere ဖြစ်ပါတယ်ကျွန်တော် circuit breaker အခုကျွန်တော်ရဲ့အိမ် network ချစ်ဖို့တော့ရှာနေပါပြီကျွန်တော်ရဲ့အိမ်က wireless network ချစ်နေပါဒီပြတော့3မိနစ်လောက်ကြာမယ်ဘာလို့လဲ3မိနစ်ကြာမသိဘူးကောင်းရဲ့အတားလေးဖာမယ် Okay, John. Okay, good job. Complete setup, registering the device. This might take about 2 minutes. Oh, you are all set up now. Successfully installation done. ပြီးသွားပါပြီခင်ဗျာကျေးဇူးတင်ပါတယ် very good အားလုံးကျွန်တော်တို့မှာ detail ကြည့်လိုက်ရမယ်နော်ကိုတော့အားလုံးက0 kilowatt တဲ့ charge history တဲ့ setting ပါရှိတယ် utility rate plan နော် I know this like this Minnesota machine, the device ka. Okay. Choose one option. Michigan, Missouri. Minnesota volunteer Tesla. Start Tesla.
Alright, I'm done. I think so. My for AMP, I got my that's correct. Probably give me. Okay, give me. Hello, my sweet Ada. အခုကျွန်တော်ရဲ့ Tesla Model Y ကိုတွန်းနေပါပြီ။ charging တွန်းနေပါတယ်ခင်ဗျာ။ charging တွန်းနေပါတယ်ခင်ဗျာ။သူရဲ့ output ကတော့48 ampere ဖြစ်ပါတယ်။48 ampere ဖြစ်ပါတယ်။ဒါ Tesla ရဲ့ Tesla ထုတ်တဲ့ Tesla Corporation ထုတ်တဲ့ Level 2 EV charging သူထုတ်တာပါ။ output 48 ampere ပါ။ဒါပေမဲ့သူတောင်းရတဲ့ circuit breaker ကတော့60 ampere ဖြစ်ပါတယ်။ 48 output ထုတ်တယ်နော်။အဲ့ဒါလည်းမရဘူးတော့လည်း40volt ရတယ်ပေါ့။ကျွန်တော်တော့ကျွန်တော်လုပ်ပြတဲ့လုပ်မှရှိတဲ့ charging တက်လည်းနေမှာပဲ။လုပ်မှရှိတဲ့ level 2 charging ကတော့ဒီ business နဲ့ commercial charging ကတော့30 ampere ပဲရှိတယ်ဒီကောင်ကတော့လောက်လဲ40 ampere ခင်ဗျာ40 ampere ကျော်တယ်တော့ခင်ဗျာဟိုကတော့140 volt ဒါပေမဲ့အတက်ကြရှိပါတယ် plus or minus ပေါ့နော်236237မှာပါပါတယ်ဒါကောင်းပါတယ်တော့တနိုင်ကျွန်တော်60မိနစ်လောက်ဆိုတော့ပါနော်တော့ဒီ85 85% ကိုကျွန်တော် limit charging limit လောက်ထားလို့ကျွန်တော်အဲ့ဒီအောင်ရောက်ဖို့အတွက်တနိုင်35မိနစ်ကြာပါဘူးကျွန်တော်ဖြစ်ပါတယ်တကယ်လို့တော့နော်110 volt outlet အိမ်မှာရှိတဲ့ outlet နဲ့ဆက်မှာကျွန်တော်level 14နိုင်ကြာပြီ okay ညကမှလည်းဒါအိမ်မှာတန်ဖိုးရှိတောင်းရပါပြီဆိုတော့ကျွန်တော်ရဲ့ kilowatt hour ကတော့9ပြားမပြည့်တပြည့်ပေါ့နော်6ပြား9ပြားကြားထဲမှာရှိလို့ပေါ့နော် special discount ရပါတယ်ခင်ဗျာ fully 40 ampere